မင်္ဂလာပါရှင်ဆူမီ brand နဲ့ cross body bag လေးတွေပြပေးပါမယ်ရှင်သူကအယောင်ကတော့3ယောင်လာပါတယ်ရှင်ထူးခြားချက်လေးကတော့မိုးဆိုရေဆိုခန့်တာပဲဖြစ်ပါတယ်အတွင်းရောအပြင်ရောကိုမိုးကသားနဲ့ချုပ်လုပ်ထားတာပဲဖြစ်ပါတယ်ရှင်တေးသေးသက်သက်လည်းရှိပါတယ်အကန့်လေးတွေလည်းပြပေးပါမယ်ရှင်ဒါကတော့သူ့ရဲ့လွယ်ကျိုးလေးပါဒီရှေ့မှာတကန့်ပါတယ်ဇေလေးတွေဆိုလို့ရှိရင်လည်းသူကရေလုံးဇေလေးတွေဖြစ်ပါတယ်မိုးကဇေလေးတွေဖြစ်ပါတယ်ဒါအတွင်းထဲကအကန့်လေးတွေပါဖုန်းပတ်ဆက်အိမ်နဲ့အရေးကြီးတဲ့ပစ္စည်းလေးတွေကိုတေးသေးချာချာတက်တက်ရရတင်ဆောင်လို့ရမှာဖြစ်ပါတယ်ရှင်ဒါအတွင်းထဲမှာရှိတဲ့ဈေးအကန့်လေးတစ်ကန့်ပါတိုးတိုးထော်ထော်လေးတွေကိုအကန့်လေးတေးသေးလေးနဲ့ထပ်ပြီးတော့တင်လို့ရအောင်ပါပဲဖြစ်ပါတယ်နှိုက်ရတာလွယ်အောင်လို့ပါဒီမှာကျိုးပါတယ်လွယ်ကျိုးကကြတော့ဒီမှာချိတ်ပေးရမှာပါလွယ်ကျိုးရှေ့ကတော့ကိုကြိုက်တဲ့လိုမျိုးထားနိုင်မှာဖြစ်ပါတယ်ဒီနေရာမှာကျတော့သူကတန်လိုက်လေးနဲ့လာဖြစ်ပါတယ်ရှင်ဈေးလေးတွေလည်းဆွဲရတာအဆင်ပြေပြီးတော့အကျန်းခံမိုးဆိုရေဆိုခန့်တာလေးဖြစ်ပါတယ်ရှင်စိမ်းရယ်အနက်ရယ်ပြီးရင်ဒီကောင်လေးကကြအဝါ6လေးရရှိပါတယ်ဝယ်ယူခြင်းနဲ့ဆိုရင်တော့မိတ်ဆွေရဲ့စီကွန်နဲ့ Facebook ချက်ပေါင်းမှာတစ်စင်း TikTok ချက်ပေါင်းမှာတစ်စင်းမှောင်နိုင်ပြီပဲဖြစ်ပါတယ်ရှင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်